ဒီဂျိုးအန်ကာဇာလီနဲ့ဒါပြောရရင်ဒါကြော်စွာဝင်းတာတကယ်ဖြစ်လာခဲ့ရင်ဘယ်သူနိုင်မလဲအားလုံးပဲမင်္ဂလာပါကျွန်တော် Sport Game မြန်မာ channel ကနေပြန်လဲကြိုဆိုလိုက်ပါMMA နဲ့ဒီမွေထိုင်းပရိသတ်တွေအများကြီးစောင့်မျှော်နေတဲ့ဒီတွဲဆိုင်တွဲရရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဂျိုးအန်ကာဇာလီနဲ့ဒါမြန်မာကုံဆောင်ကြော်စွာဝင်းတို့ရဲ့ပွဲပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဒီပွဲဆိုရင်တရားဝင်ကြေညာထားတာမရှိသေးဘူးဒါပေမဲ့ဒါတကယ်သာဖြစ်လာခဲ့ရင်ဘယ်လိုပွဲမျိုးဖြစ်မလဲဘယ်သူကအားတာမလဲဆိုတာကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ဂျိုးအန်ကာဇာလီဆိုတာဒါဘယ်သူလဲပေါ့နော်ပထမဆုံးအနေနဲ့ဆိုရင်ဒါဂျိုးအန်ကာဇာလီဟာမလေးရှားကိုစားပြုလူငယ်တိုက်ခိုက်ရေးသမားတယောက်လည်းဖြစ်တယ်နောက်ကြတော့ဒီအငယ်ရွယ်ပေမဲ့ဒီ1 Championship မှာဆိုရင် knockout တွေနဲ့နာမည်ကြီးလာသူလည်းဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကတော့ဒီအရမ်းမြန်တဲ့လက်သီးတွေအစာပိုင်းမှာဆိုရင်ဒီ round တွေမှာဆိုရင်ဒါဖိအားပေးနိုင်တယ်ပေါ့နော်counter attack တွေတော်တော်လေးကောင်းတာကိုလည်းတွေ့ရတယ်နော်ဒီကျွန်တော်တို့လည်းပြောရင်ဒီ knockout power ဆိုရင်လည်းဒါတော်တော်လေးရှိတယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်အခွင့်ရရင်တော့ဒီအဆုံးသက်နိုင်တဲ့ fighter တယောက်လည်းဖြစ်တယ်အသက်ကလည်းငယ်သေးတဲ့အတွက်ဒါတော်တော်လေးလည်းတက်လန်းရှိတဲ့ fighter တယောက်လို့မြင်ပါတယ်ကြော်စွာဝင်းဘက်ကိုကြည့်လိုက်မယ်ဆိုရင်ဒါမြန်မာပရိသတ်တွေတည်ပြီးသားဖြစ်တဲ့ဒီ Feather ဂျင်ကနေပြီးတော့ဒါကြော်စွာဝင်းဘလို့တွေဒါအတိုးတက်လာတယ်လေဘလောက်တောင်ဒါ Feather ဂျင်မှာဆိုရင်ဒါတီးတတာလေးကို body vine ရောတိဆောက်ထားတာဘလောက်တောင်ကောင်းနေလဲဆိုတာအားလုံးလည်းမြင်တဲ့အတိုင်းပဲဖြစ်ပါတယ်ဒီမွေထိုင်းအခြေခံကောင်းပြီးတော့ဒါပြောရရင် Thailand မှာဆိုရင်ဒါအချိန်တော်တော်ကြာလေ့ကျင့်ထားသူလည်းဖြစ်ပါတယ်သူ့ရဲ့အားသာချက်တွေကဆိုရင်ဒါ knee ဆိုတဲ့ဒါတထောင် knee ဆိုတဲ့ဒါ do တွေနောက်ပြီး elbow တွေနောက်ပြီးတော့ cleanse gain တွေနောက်ပြီးတော့ cardio vine နဲ့ဒါ 5IQ မှာဆိုရင်လည်းဒါအသင်းတင်ကောင်းတယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်တပွဲလုံးမှာဆိုရင်ဒါ pace ထိန်းပြီးတော့တိုက်နိုင်တဲ့ fighter တယောက်လို့လည်းပြောလို့ရပါတယ်နော် style ညင်းရှင်တော့ဒါဂျိုဟန်ကဒါ forward pressure fighter ဖြစ်တယ်ဒီကြော်စွာဝင်းကတော့ဒီ timing light စောင့်ပြီးတော့ counter ပြန်ကစားတတ်တာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဘက်မှာဆိုရင်ကျွန်တော်အနေနဲ့ပြောရရင်အစာပိုင်းမှာဆိုရင် round တွေကဂျောဟန်အတွက်ဒါတော်တော်လေးကိုအရန်ရေးကြီးလာနိုင်တယ်ဒါပေမဲ့ကြော်စွာဝင်းကတော့ပွဲကြလာလေကျွန်တော်တို့ဒီမြန်မာ fighter လက်ဝဲသမားဖြစ်တဲ့အညီသူကအားသာလာနိုင်တဲ့ style တွေလည်းရှိပါတယ်knockout power ဘိုင်းမှာဆိုရင်ဒီဂျောဟန်လက်သီးတစ်ချက်နဲ့ပွဲသိမ်းနိုင်တဲ့အထိကိုအန်ရရှိတယ်ဒါပေမဲ့ကြော်စွာဝင်းရဲ့ဒီ elbow နဲ့ဒီ knee တွေကလည်းမွေထိုင်းမှာအလွန်အန်ရရှိတယ်လို့လည်းပြောလို့ရပါတယ်အမှားတစ်ချက်ဆိုရင်ဒါဘယ်ဘက်ကပဲဖြစ်ဖြစ်ပွဲပြီးသွားနိုင်ပါတယ်experience မှာဆိုရင်ဒီပိုင်းကတော်တော်လေးကိုစိတ်ဝင်စားဖို့လည်းကောင်းတယ်ဂျိုဟန်ကအသက်ငယ်ပေမဲ့ဒီအစင်းမြင့်ပြိုင်ပွဲတွေမှာဆိုရင်တိုက်ထားတဲ့အတွေ့အကြုံတွေလည်းများစွာရှိပါတယ်ကြော်စွာဝင်းကလည်းဒီ Thailand မှာဆိုရင်ပြိုင်ပွဲအများကြီးထိုးထားပြီးတော့အတွေ့အကြုံကောင်းတဲ့ fighter ဖြစ်တယ်ဒါကြောင့်မို့လို့ဒီ experience ဘိုင်းမှာတော့နှစ်ယောက်လုံးကို short တက်လို့မရဘူးလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်ကာဒီယိုဘိုင်းမှာဆိုရင်ဒီ round 3ကျော်သွားရင်တော့ဒါကြော်စွာဝင်းရဲ့ကာဒီယိုပို့ပြီးတော့သားလာနိုင်တယ်လို့တော့မြင်တယ်ဂျောဟန်ကတော့ဒီအစာပိုင်းမှာဆိုရင်finish ရအောင်ကြိုးစားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီပွဲရဲ့အဓိကတော့ချက်ကဂျောဟန် finish ရမလားဒါမှမဟုတ်ကြော်စွာဝင်းကပဲပွဲရှည်ဆွဲသွားနိုင်မလားဆိုတာပဲဒါအခြေအနေရမူတည်ပြီးတော့ဖြစ်သွားနိုင်ပါတယ်မြန်မာပရိသတ်တွေဘာကြောင့်မို့လို့ဒီပွဲကိုအရန်အောင်စိတ်ဝင်စားနေတယ်လို့မြင်ဒီပွဲကဆိုရင်ဒါ fighter 2ယောက်တင်မဟုတ်ဖက်နဲ့ဒါမလေးရှားနဲ့မြန်မာပရိသတ်တွေကြားမှာစိတ်ဝင်စားနေတဲ့ဒါပြောရရင်ကြော်ကြားတဲ့တွဲဆိုင်တစ်ခုလည်းဖြစ်နိုင်တယ်ဘာလို့ဆိုရင်ဒီ social media မှာဆိုရင်လည်းဒီပွဲကိုဒါမကြာခဏပြောဆိုနေကြပြီးတော့တရားဝင်ဖြစ်လာခဲ့ရင်တော့ဒါကြည့်ရှုသူအများများနိုင်တဲ့တွဲဆိုင်တွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်ဒီပွဲ50-50လို့ပဲမြင်တယ်ဂျောဟန်ရဲ့ speed နဲ့ဒါ knockout power ကအန်ရရှိသလိုမျိုးဒါကြော်စွာဝင်းရဲ့ experience clean နဲ့ဒါ 5IQ ကလည်းလုံးဝကို short တော့လို့မရဘူးလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်ဘယ်သူနိုင်မလဲဆိုတာကိုဒါအတိအကျပြောနိုင်ဖို့ဖြစ်နိုင်သေးပေမဲ့ဒီ style ချင်းတွေးဆုံမှုရတော့အရန်ကိုကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့တော့သုံးသပ်မိပါတယ်လက်ရှိမှာတော့ဒီပွဲဆိုရင်တရားဝင်ကြေညာထားတဲ့ပွဲတော့မဟုတ်သေးဘူးဒါပေမဲ့တကယ်သာစီစဉ်ဖြစ်လာခဲ့ရင်တော့ကျွန်တော်တို့ဒီမွေထိုင်းပရိသတ်တွေအတွက်ဒီနေ့ရဲ့ဒါအကြီးဆုံးတွဲဆိုင်နေတဲ့ကတရွဲဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့တော့သုံးသပ်မိပါတယ်ဂျိုဟန်ကာဇာလီနဲ့ကြော်စွာဝင်းကိုဒါတကယ်လို့ fight ကြမယ်ဆိုရင်ပရိသတ်တွေအနေနဲ့ရောဘယ်သူ့ကိုအားပေးမယ်လို့ဒါဘယ်သူ့ကိုဘလို့ဖြစ်နိုင်မယ်လို့ထင်ပါတယ်လေဒါ comment box ကနေရေးပေးခဲ့လို့ရပါတယ်ပြောရရင်တော့ကြော်စွာဝင်းကိုလည်းဒါ short တက်လို့တော့မရဘူးဂျိုဟန်ကလက်ရှိမှာဆိုရင်ပြောရရင်နာမည်လည်းအတင်းတင်းရထားတယ်တော်တော်လည်း fight တဲ့ပုံစံမှာဒါ strong တဲ့ပုံစံမှာရှိတယ်ပေါ့နော် 5IQ vine ထက်ဘယ်လိုပြောမလဲ knockout power အတင်းတင်းလည်းရှိတယ်ဒါပေမဲ့ကြော်စွာဝင်းမှာလည်း knockout power အတင်းတင်းရှိပါတယ်အဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဂျိုဟန်ကာဇာလီနဲ့ကြော်စွာဝင်းသာတကယ်ဖြစ်လာခဲ့ရင်ဒါဘယ်လိုချင်းနေတွေဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်အနေနဲ့တော့သုံးသပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ Sport Game မြန်မာ channel ကိုလည်း like and subscribe လုပ်ရင်အားပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်